皆さん、ဒီနေ့ကကျွန်တော်အင်တာဗျူးအတွက်အထောက်အကူပြုအောင်လို့ရည်ရွယ်ပြီးတော့ဂျပန်နိုင်ငံရဲ့ကောင်းတဲ့အချက်နဲ့မကောင်းတဲ့အချက်ကိုကျွန်တော်မျှဝေပေးသွားမှာပေါ့နော်ဂျပန်နိုင်ငံမှာလည်းဘယ်လိုပြောမလဲကောင်းတဲ့အချက်ရှိတယ်လို့မကောင်းတဲ့အချက်လည်းရှိတာပေါ့နော်ကျွန်တော်တို့နိုင်ငံတိုင်းမှာကောင်းတဲ့အချက်ဆိုတာကြီးပဲမရှိဘူးပေါ့နော်ဒါနိုင်ငံပေါ်မူတည်ပြီးလူတွေပေါ်မူတည်ပြီးတော့ကောင်းတာတွေရှိမှာမကောင်းတာတွေရှိမှာပေါ့နော်ဆိုတော့အဲ့ဒီကောင်းတာတွေမကောင်းတာတွေထဲကမှဘယ်လိုပြောမလဲဒါကျွန်တော်စာပေတွေးရှိတာတဲ့ဒါကောင်းတဲ့အချက်9ချက်နဲ့မကောင်းတဲ့အချက်9ချက်ကိုဒါအင်တာဗျူးတဲ့အထောက်အကူပြုအောင်ကျွန်တော်မျှဝေပေးတော့မှာပေါ့နော်ဆိုတော့အဲ့ဒီအချက်တွေကဘာတွေလဲကျွန်တော်ကြည့်အောင်ပေါ့နော်ကျွန်တော်ကဒီဗီဒီယိုမှာကျွန်တော်ဒီမြန်မာလိုပဲဆင်းပြပေးသွားပါပေါ့နော်ဂျပန်လိုကြတော့ကျွန်တော်ဘွန်ရှောကိုဒီစာကြောင်းလေးတွေနဲ့ပဲထိုးသွားပြီးပေါ့နော်ကိုပြောချင်တဲ့လူတွေကတော့အဲ့ဒီဘွန်ရှောတွေမှာလိုက်ကြည့်ပြီးတော့ဒါကိုပြောချင်တဲ့အပိုင်းလေးတွေလိုက်ပြောပေါ့နော်ဆိုတော့ကျွန်တော်တို့စလိုက်ကြမယ်ကျွန်တော်တို့ပထမဆုံးကောင်းတဲ့အချက်9ချက်ကိုအစကြည့်အောင်ဂျပန်နိုင်ငံမှာကောင်းတယ်လို့ယူဆရတဲ့အချက်ပေါ့နော်တခြားအချက်တွေလည်းအများကြီးရှိလိမ့်မယ်ဒါပေမဲ့လောဆယ်ဒီအချက်လေးတွေကိုဒါကျွန်တော်မြင်လာတာပေါ့နော်နံပါတ်1အချက်ကဒီဂျပန်နိုင်ငံမှာဒီငြိမ်ဝှပြပြောင်းမှုရှိတာပေါ့နော်ငြိမ်ဝှပြပြောင်းမှုရှိတယ်ဆိုတာကဘယ်လိုပြောမလဲဒီကျွန်တော်တို့ကဘာနဲ့ရှင်းမယ်ဆိုရင်ဂျပန်နိုင်ငံမှာဒီရာဇဝတ်မှုတွေနေပါတာကိုပြောတာပေါ့နော်ရာဇဝတ်မှုနေပါတယ်အဲ့ဒါကိုဆိုလိုချင်တာပေါ့နော်ကျွန်တော်တို့စိတ်ချလုံခြုံစွာနဲ့စိတ်ချအေဂျင့်စွာနဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲကိုယ့်ရဲ့နေထိုင်မှုဘဝတွေကိုပြုလုပ်နိုင်မှာပေါ့နော်โอเคဒါကနံပါတ်1အချက်ပေါ့နော်နံပါတ်2ချက်ကကျွန်တော်တို့ဒီဆေးပညာတွေထုံးကားတဲ့ဆေးပညာတွေမြင့်မားတယ်ပေါ့နော်ဂျပန်နိုင်ငံမှာဘယ်လိုပြောမလဲဒီကျွန်တော်တို့ဆေးပညာရဲ့နီးပညာတွေကကျွန်တော်တို့ဘယ်လိုအများတန်းတိုးတက်နေတော့ပေါ့နော်ဂျပန်နိုင်ငံမှာပြီးတော့ဒီသူ့နိုင်ငံသားသူ့လူမျိုးတွေကလည်းကျွန်တော်တို့ဒီကျန်းမာရေးဒီအာမခံစနစ်တွေနဲ့ဒါထိန်းချုပ်ထားတဲ့အာမခံစနစ်တွေစီးတဲ့ဖြစ်တဲ့အတွက်အသက်ကြီးလာမယ်ဆိုရင်ကျွန်တော်တို့ကဟိုနေထိုင်မကောင်းဖြစ်မှာတို့ကျန်းမာရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာမှပူစရာမလိုဘူးပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်တို့ကဒီငငယ်တုန်းကကျွန်တော်တို့လောက်တာခဲ့တဲ့ဒီအလောက်ကနေပြီးတော့ကျွန်တော်တို့အခွန်တွေဆောင်လာတာဖြစ်တဲ့အတွက်အသက်ကြီးလိုက်ရင်ဒီကျန်းမာရေးကနေပြီးတော့ကျွန်တော်တို့ကိုအများကြီးထောက်ပံ့မှုပေးတော့ပေါ့နော်ကိုကအချစ်ဝါဒီလောက်ပဲကြခံရမှာပေါ့နော်အသက်အရွယ်ပေါ်မူတည်ပြီးတော့စံဝါဒီကနေပြီးတော့အချစ်ဝါဒီပေါ့နော်ဥပမာ1000ဆိုရင်ဒီကာယကံစင်က1000ပဲပေးရမှာပေါ့နော်အဲ့ဒီစနစ်တွေကောင်းတော့ပေါ့နော်ဒါကကောင်းတဲ့အချက်ပေါ့နော်နံပါတ်3ကလမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်တဲ့အချက်ပေါ့နော်ဂျပန်နိုင်ငံမှာဒါမင်းနာဆန်တို့အားလုံးသိတဲ့အတိုင်းယထာယထာနမဒီအမြန်ယထာတို့စင်ကန်စင်ပေါ့နော်အမြန်ယထာပြီးတော့ဘတ်စကားတွေပေါ့နော်အဓိကအဖြစ်တော့ယထာပေါ့နော်ဂျပန်နိုင်ငံမှာလမ်းပန်းဆက်သွယ်ရေးကောင်းတယ်အချိန်နဲ့တပြေးညီပေါ့နော်တစ်စက္ကန့်နောက်ကျမှုရှိတစ်စက္ကန့်နောက်ကျရင်တော့ဘာကြောင့်နောက်ကျလဲဘာကြောင့်ဖြစ်တယ်ဆိုတော့report တင်ရတယ်ကြေညာပေးရတယ်ဘယ်လိုလဲတောင်းပန်ရတာပေါ့နော်ဒါကဂျပန်နိုင်ငံရဲ့ဒါကောင်းတဲ့အချက်ပေါ့နော်လမ်းပန်းဆက်သွယ်ရေးနဲ့နံပါတ်4ကတော့ကျွန်တော်တို့ဒီ service ဂျပန်နိုင်ငံမှာ service ဝန်ဆောင်မှုတွေကောင်းတာပေါ့နော်ဥပမာဒီကျွန်တော်တို့hotel ရဲ့ service တွေပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီဘယ်လိုပြောမလဲဒီစားတော့ဆိုင်ရဲ့ service တွေပဲဖြစ်ပေါ့နော်ဂျပန်လူမျိုးတွေကတအားရင်ကြီးပြုငှာတဲ့အထဲမှာလည်းပါတာပေါ့နော်ဥပမာကျွန်တော်တို့ဒီကိုယ့်ရဲ့ customer ဖောက်တဲ့တွေကိုဒါရင်ကြီးပြုငှာနဲ့ဒါဆက်ဆံတာတွေဈေးဝယ်တဲ့နေရာတွေမှာဖြစ်ဖြစ်စားတောင်းတဲ့နေရာဖြစ်ဖြစ်ဟိုတယ်နေမှာဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်ကျွန်တော်တို့တွေ့နိုင်တာပေါ့နော်ဒါလည်းကောင်းတဲ့အချက်မှပါတော့ပေါ့နော်နံပါတ်5ပေါ့နော်နံပါတ်5ကတော့ကျွန်တော်တို့ဒီဂျပန်နိုင်ငံမှာအစားအသောက်တွေအရသာရှိတာပေါ့နော်ဒါကတော့ကိုယ်နိုင်ငံလိုက်အစားအသောက်ကတော့ကိုယ်နိုင်ငံပေါ်ပြီးတော့ပဲအရသာရှိမှာပေါ့ဒါပေမဲ့ကောင်းတဲ့ချက်တော့မှလည်းဒီအစားအသောက်အရသာရှိတာကိုလည်းဒါထည့်ပေးတာတော့ပေါ့နော်သူ့ရဲ့ဂျပန်အစားအစာတွေမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့ဒါဒီကဘာအနှံ့ကအစားအစာတွေကိုလည်းဒါရရှိမှာပေါ့နော်ဂျပန်နိုင်ငံမှာဒါလေးလည်းတစ်ချက်ပါတော့ပေါ့နော်โอเคနံပါတ်6ကဂျပန်နိုင်ငံမှာတန့်စင်တိုက်ရတဲ့ဒီနေထိုင်မှုပတ်ဝန်းကျင်တွေကိုအများကြီးပြုလုပ်တာတော့ပေါ့နော်ဥပမာကျွန်တော်တို့ဒီရက်ကွက်မှာကလေးကစားကွင်းတို့ဒါမှမဟုတ်လည်းဒီ public နဲ့သက်ဆိုင်တဲ့နေရာတွေမှာအားကစားကွင်းတို့သူ့ရဲ့ data လိုက်နေရာလိုက်ဘယ်လိုပြောမလဲဒီပတ်ဝန်းကျင်အနေထားလေးတွေတတ်ရနဲ့လောက်ထားတော့ပေါ့နော်တန့်စင်မှုနဲ့ဒါပတ်ဝန်းကျင်အပိုင်းမှာလည်းဒါကောင်းတဲ့အချက်မှာပါတာပေါ့နော်โอเคနောက်ဆုံးနံပါတ်9ချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလိုပဲဂျပန်နိုင်ငံမှာလည်း၄ရာသီရှိတယ်ပေါ့နော်၄ရာသီအလိုက်ကိုမှကျွန်တော်တို့ဂျပန်နိုင်ငံမှာကြတော့သူ့ရဲ့ရာသီအလိုက်ကိုကျွန်တော်တို့ဘယ်လိုပြောမလဲဒီခံစားနိုင်တဲ့
ဘုံကပဲပြောရမလားပေါ့နော်ယဉ်ကျေးမှုပဲပြောရမလားဥပမာကျွန်တော်တို့အာဟာရုຫນွေဦးမဆိုရင်ကျွန်တော်တို့ဗာရှိမလဲဆိုရင်ဒီဆာကူရာဘန်ပွင့်ချိန်ပေါ့နော်ဆာကူရာဘန်ပွင့်ဂျပန်လူမျိုးတွေဆာကူရာဘန်အိုဟာနာမီလောက်ကြတာပေါ့နော်ဆာကူရာဘန်ပင်းတွေသွားပြီးတော့ဆာကူရာဘန်ပင်းတွေအောက်မှာမိသားစုလိုက်တွေတငယ်ချင်းလိုက်တွေဘာဘီကျူလောက်စားတာတို့ငင်းလျာတွေပျော်ပွဲစားပုံစံမျိုးပေါ့နော်အဲ့လိုလောက်တဲ့ delay ထုံးစံစီးတယ်ပေါ့နော်ဂျပန်လူမျိုးတွေပြီးတော့ကျွန်တော်တို့ဒီနတ်နှွေမှာဆိုပါတယ်ကျွန်တော်တို့ဒီဥမီပေါ့နော်ပင်လယ်သွားကြတာတို့ပင်လယ်ခီထွက်ကြတာတို့အဲ့ဒါတွေလောက်ကြတာပေါ့နော်ပြီးတော့ကျွန်တော်တို့အာခိဆောင်းမှဆိုရင်ဂျပန်နိုင်ငံမှာပါလဲကျွန်တော်တို့ဒီခိုးရောဆိုတဲ့ဒီမိုမီကြီးချိန်ပေါ့နော်အရွက်တွေကအယောင်ပြောင်းပြီးတော့အနီရောင်တွေပြောင်းတဲ့ချိန်မှာတအားလှတယ်ပေါ့နော်အဲ့ဒီချိန်မှာဂျပန်လူမျိုးတွေခီးထွက်တယ်တငယ်ချင်းတွေနဲ့အဲ့ဒီမိုမီကြီးတွေသွားကြေးကြတယ်ပေါ့နော်ဒါလည်းဂျပန်နိုင်ငံမှာရာသီဥတုမှာခံစားနိုင်တဲ့တစ်ခုပေါ့နော်နောက်တစ်ခုဖူယူဆောင်းမှဆိုတော့တီးတဲ့တိုင်းနှင်းကြတာပေါ့နော်ဂျပန်နိုင်ငံမှာဒါပေမဲ့နေရာတိုင်းမှာတော့မဟုတ်ဘူးတအားကြများတဲ့နေရာတွေရှိတယ်ကြနေတဲ့နေရာတွေရှိတယ်လုံးလုံးမကြောက်ဆိုတဲ့နေရာတော့နည်းနည်းရှားတော့ပေါ့နော်အငယ်ကန်တစ်ခေါက်နှစ်ခေါက်လောက်တော့ကြာတာပေါ့နော်တိုကျိုလိုနေရာမျိုးမှာတော့ဒါနှင်းကတစ်ခေါက်နှစ်ခေါက်လောက်ဒါနှစ်တိုင်းကြာလေးရှိတာပေါ့နော်โอเคဒါတွေကဘယ်လိုပြောမလဲလက်ရှိကျွန်တော်တွေ့လာတဲ့ဒါကောင်းတဲ့အချက်9ချက်လေးပေါ့နော်ဆိုရင်တော့ကျွန်တော်တို့ဆိုးတဲ့ချက်ကရောဘာတွေရှိမလဲပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဆိုးတဲ့ချက်ကိုတစ်ချက်ကြည့်အောင်နံပါတ်1ဆိုတဲ့ချက်ကဂျပန်နိုင်ငံမှာအလုတ်သမားတွေပေါ့နော်အလုတ်သမားတွေကဘာလဲနေရာတိုင်းလို့မှာဂျပန်နိုင်ငံမှာအလုတ်သမားလူကြီးမလောက်တဲ့ပြဿနာတွေဖြစ်တယ်ဆိုတော့အလုတ်တွေမပြီးဘူးပေါ့နော်ဇန်ဂီယိုတွေများတယ်ဒါကနေရာတိုင်းမဟုတ်ပေါ့နော်အများအပြည့်တော့ဒီရောင်အလုတ်တွေမှာအဲ့ဒီအလုတ်တွေများတယ်ခိုက်ရှာအကြီးတွေမှာပေါ့နော်အဲ့လိုမျိုးအလုတ်တွေတအားများတယ်ပြန်တဲ့အချိန်တိုင်းမပြန်ရဘူးဇန်ဂီယိုတွေညအထိ12နာရီ16နိုင်ညမိုးချိုးတစ်ခွန်ကျော်မှပြန်ရတဲ့တင်ရတွေလည်းရှိတာပေါ့နော်အဲ့ဒါတွေတအားဘယ်လိုပြောမလဲအလုံးဝင်နေပြတာကြတော့ဒါမကောင်းတဲ့အချက်မှတစ်ချက်ပါတာပေါ့နော်โอเคနံပါတ်2ချက်ကတော့ဒါဂျပန်နိုင်ငံမှာဂျပန်ရောက်လာမဲ့သူတိုင်းဒါကြုံတွေ့ရမှာပေါ့နော်ဘာလဲဆိုရင်ကုန်စည်နှုန်းတွေဈေးကြီးတာပေါ့နော်ဥပမာကျွန်တော်တို့အဲ့လာကားတွေတအားဈေးကြီးတယ်ပေါ့နော်မြန်မာနိုင်ငံနဲ့တွက်မှဆိုရင်တစ်လ4000ပေးရရင်တော့မြန်မာနိုင်ငံနဲ့အခုလက်ရှိပေါက်စင်းလို့ဆို12သိန်းကျော်ပြီပေါ့နော်အဲ့လာကတစ်လကိုနောက်ပြီးတော့ဒီအသားငါအသီးရွက်ကအစပေါ့နော်မြန်မာနိုင်ငံနဲ့ဆင့်မယ်ဆိုရင်ဘယ်လိုပြောမလဲတကယ်လို့တော့ကျွန်တော်တို့ကမြန်မာငွေနဲ့တွက်ပြီးတော့ဝယ်စားမှဆိုရင်လုံးဝဝယ်စားဖြစ်မှာတော့မဟုတ်ဘူးပေါ့နော်တအားဈေးကြီးလို့ဆိုတော့အဲ့ဒါလည်းမကောင်းတဲ့ချက်မှပါတာပေါ့နော်နံပါတ်3တစ်ချက်မကောင်းတဲ့ချက်ကနိုင်ငံခြားသားတွေအတွက်အခက်ခဲတွေ့တဲ့အချက်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်မင်းနာဆန်တို့အခုသင်နေတဲ့ဂျပန်စာပေါ့နော်ဂျပန်နိုင်ငံမှာကကျွန်တော်တို့ဘယ်ဘာသာစကားမှသုံးလို့မရှိပေါ့နော်သူ့နိုင်ငံဘာသာစကားတစ်ခုကိုပဲသုံးတယ်မင်းနာဆန်တို့အင်္ဂလိပ်ပဲဘယ်လောက်ကျွမ်းလာခဲ့ဘယ်ဘာသာစကားကိုဘယ်လောက်ပဲတက်လာခဲ့မဖြစ်မနေဂျပန်နိုင်ငံလာရင်ဂျပန်ဘာသာစကားကိုပဲသင်ယူလေ့လာရမှာဖြစ်တဲ့အတွက်ဒါကနည်းနည်း KBC ဖြစ်တာပေါ့နော်နည်းနည်းစီကံတင်ကြက်လုံးတဲ့ထဲမှာပါတယ်လို့ဆိုလို့ရှင်တယ်ဆိုတော့ဒါလည်းမကောင်းတဲ့အချက်တစ်ချက်မှပါတယ်ပေါ့နော်โอเคနောက်တစ်ခုတဘာဝဘေးရန်တွေများတဲ့အချက်ပေါ့နော်ဂျပန်နိုင်ငံမှာကျွန်းနိုင်ငံဖြစ်တဲ့အတွက်ဂျပန်နိုင်ငံမှာဘယ်လိုမှကျွန်တော်တို့ဒီငလျင်တွေကျွန်တော်တို့မြန်မာနိုင်ငံမှာကျတော့ငလျင်ကဖြစ်တောင်ဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ပြီးဆိုရင်လည်းတော်တော်ကြီးကြီးမားမားကိုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဂျပန်နိုင်ငံမှာကကြီးကြီးမားမားဖြစ်ခဲ့တာတွေလည်းရှိတယ်ဒါပေမဲ့မကြအောင်ငလျင်လှုပ်တာတွေပေါ့နော်ဒါပေမဲ့ကြီးကြီးမားမားတော့မဟုတ်ပေါ့နော်ငလျင်တွေများတယ်ပြီးတော့ထိုင်ဖူလို့ခေါ်တဲ့မှုန်တိုင်းတွေလည်းများတယ်ပေါ့နော်ကျုံဖြစ်တာဖြစ်တဲ့အတွက်နောက်ပြီးတော့ဘာတွေကြောဆူနာမီအဲ့ဒါတွေကတဘာဝဘေးရန်တွေတအားများတယ်ဒါလည်းမကောင်းတဲ့ချက်မှာပေါ့နော်โอเคနံပါတ်5အချက်နင်းကင်းခန့်ခဲ့ကြီးပေါ့နော်နင်းကင်းခန့်ခဲ့ကြီးကမူစကစီပေါ့နော်ဂျပန်နိုင်ငံမှာဘာကြောင့်လဲဆိုရင်ကျွန်တော်တို့လုပ်ငန်းခွင်မှာဖြစ်ဖြစ်ဥပမာကျွန်တော်တို့ကဘယ်လိုပြောမလဲအချင်းချင်းလုံးသမားချင်းကိုပြောတဲ့စကားကတစ်မျိုးအထက်လူကြီးကိုပြောမဲ့စကားကတစ်မျိုးဥပမာဒီ customer တွေကိုပြောမဲ့စကားကတစ်မျိုးယဉ်ကျေးမှုတွေကဘယ်လိုပြောမလဲအဲ့လိုမျိုးလူပေါ်မူတည်ပြီးတော့ဒီယဉ်ကျေးတဲ့အတုံးနှုံးတွေလိုက်ခွဲပြောရတာတို့အဲ့ဒါတွေကမူစကစိပေါ့နော်ဒါနိုင်ငံခြားသားတွေတော်တော်လေးကိုဘယ်လိုပြောမလဲအသားချဖို့တော်တော်လေးကိုအခက်ခဲဖြစ်တဲ့အထဲမှာပါတော့ဗောနော်ဒါလည်းမကောင်းတဲ့အချက်မှာပါတော့ဗောနော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ရင်ကြီးပြောတဲ့ဆိုရင်အဲ့လောက်ကြီးမဟုတ်ဗောနော်ကိုအထက်လူကြီးကိုရင်ကြီးစွာပြောတဲ့ဆိုပေမဲ့တအားကြီးမကွဲပြားသွားဘူးဗောနော်ဂျပန်နိုင်ငံမှာကျတော့အဲ့ဒါတွေကအစာကိုကတတိလိုက်မထားလို့မရဘူးဗောနော်โอเคဒါလည်းမကောင်းတဲ့ချက်ဗောနော်
နောက်တစ်ချက်ကဒီစီမီစီကန်တွေမာနာတွေပေါ့နော်စီမီစီကန်တွေမာနာဆိုဥပမာကျွန်တော်တို့အမိုက်ပြစ်တာတို့အမိုက်ကိုဆိုရင်မှနေရပေါ်မူတည်ပြီးတော့ပေါ့နော်မဖြစ်မနေနာမဂေါ်မီမိုးရဲဂေါ်မီမိုးရဲနိုင်ဂေါ်မီပူရာချစ်ကူနောက်ပြီးတော့ဒီမကွဲတက်တဲ့အရာသူနေလိုက်နေနံအလိုက်နဲ့ကိုလိုက်ပြီးကြွေးပြရတော့ပေါ့နော်အမိုက်ကိုပြစ်ချင်တိုင်းပြစ်လို့မရဘူးအဲ့ဒါတွေလည်းဘယ်လိုပြောမလဲကျွန်တော်တို့နိုင်ငံသားတွေအမြင်နဲ့ဒါလည်းမကောင်းတဲ့အချက်မှပါတာပေါ့နော်လိုက်အိုင်းကိုဒီလောက်ကြတော့လွန်တာပေါ့နော်အဲ့လိုပဲမြင်တာပေါ့နော်ဆိုတော့နောက်ပြီးဆုံးနံပါတ်9တစ်ချက်ကတော့ကျွန်တော်ဒီ pressure ပေါ့နော် pressure ကအမြဲတမ်းခံရတာပေါ့နော်ဂျပန်နိုင်ငံမှာဆိုရင်ဘယ်လိုပြောမလဲလူတယောက်ကအမြဲတမ်းသူ့မှာ pressure တစ်ခုရှိနေတာပေါ့နော်ဘာကြောင့်လဲဆိုရင်လုပ်ငန်းခွင်နဲ့ရောက်တယ်ကျွန်တော်တို့အခုမှကျွန်တော်တို့ဂျပန်နိုင်ငံရောက်လာတဲ့လုပ်ငန်းခွင်မှာအသားချဖို့အတွက်ကျွန်တော်တို့ဘယ်လိုပြောမလဲမနေစူးစားတော့ပေါ့နော်ဒါလည်း pressure တစ်ခုပေါ့နော်အဲ့ဒီထဲကမှအသားကျသွားပြီဆိုရင်ဂျပန်လူမျိုးတွေကပါတယ်နိုင်ငံခြားသားဖြစ်တဲ့အတွက်သူတို့ဂျပန်စကားကိုဂျပန်စာကိုပို့ပြီးတော့တိုးတက်စေချင်တယ်ပို့ပြီးတော့ကိုမြင့်မာစေချင်တာဖြစ်တဲ့အတွက်ဥပမာကိုက N3 လိုက်မယ်ဆိုရင် N2 ကိုဖြည့်စေချင်တယ်ဒါမှမဟုတ်လည်းကိုအလုံးနဲ့ပတ်သက်တဲ့လက်မှတ်တွေရှိတယ်ပေါ့နော်ဥပမာခိုင်ခေါဆိုရင်လည်းဒီရှော်နင်းရှာတို့ဂျီဆူမူရှာတို့ဒီခိုင်ခေါဖူခုစစ်စီတို့ပေါ့နော်ဒီလိုလက်မှတ်တွေကိုလည်းသူတို့ကတက်စေချင်တယ်ကျွမ်းကျင်စေချင်တယ်ဆိုတော့အမြဲတမ်းကိုကစူးစမ်းနေရမယ်သင်ယူနေရမယ်ဆိုတော့ pressure တစ်ခုကရှိနေတာပေါ့နော်ဂျပန်လုပ်ငန်းခွင်မှာငါဒီလောက်မှာငါတခြားသင်လေးလာစရာမလိုအလုံးမှာသားကြောက်ရင်ပြီးဆိုတာမဟုတ်ပဲနဲ့တစ်ခုမဟုတ်တစ်ခုကိုကသင်ယူလေးလာဖို့ကိုတွက်လည်းဟုတ်တယ်လို့ဒါသူတို့နိုင်ငံကလည်းဒါဖိအားတစ်ခုပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးအဲ့လိုမျိုး pressure တွေကလည်းဒါကျွန်တော်ကတော့မကောင်းတဲ့အချက်တစ်ချက်မှမြင်တယ်ပေါ့နော်ဒါမင်းနဲ့ဆန်တော့ကောင်းတဲ့အချက်လို့မြင်တဲ့လူလည်းရှိမှာပေါ့နော် okay ဒီနေ့ကျွန်တော်ပြောပြပေးခဲ့တာကဒါအင်တာဗျူးအတွက်ပေါ့နော်ဂျပန်နိုင်ငံရဲ့ကောင်းတဲ့ချက်မကောင်းတဲ့ချက်ပေါ့နော်ဒါကအကောင်လုံးမဟုတ်ဘူးနော်လောဆယ်ကျွန်တော်စူစီမီတလောက်လေးကိုတင်ပြပေးခဲ့တာပေါ့နော်တခြားချက်တွေလည်းအများကြီးရှိပါသေးတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်